ai khôn tết đông số rồi cái này thì khôn tết đông thì tôi giờ nào tôi bảo khôn tết đông tên nè đông nè lấy nè ngã nè sau nè khôn nè mà khôn tết đông lấy lại thôi nó đã cả ai khôn tết đông ngủ tên nè đông nè lấy nè ngã nè sau nè khôn nè mà khôn tết đông lấy lại thôi bọn nó tháp vô nó thì ai cái này chỉ là lại cả bọn nóအဲ့တော့ခွန်တက်သုံးထွက်တယ်ခွန်တက်သုံးလေးထွက်တာနဲ့တစ်နဲ့နှစ်နဲ့သုံးနဲ့လေးနဲ့ငါးနဲ့၆နဲ့ခွန်နဲ့အဲ့ဒီခွန်တက်သုံးပြန်ထွက်တယ်အဲ့ဒီခွန်တက်သုံးဒီနောက်တစ်ခါတစ်နဲ့နှစ်နဲ့သုံးနဲ့လေးနဲ့ငါးနဲ့၆နဲ့ခွန်နဲ့မှာအဲ့ခွန်တက်သုံးပတ်လည်လေးထွက်တယ်ပေါ့ထွက်တာနဲ့ပရမကမှာအဲ့ခွန်တက်သုံးပတ်လည်ဒီထွက်တာနဲ့တစ်နဲ့နှစ်နဲ့သုံးနဲ့လေးနဲ့ငါးနဲ့၆နဲ့ခွန်နဲ့မှာပရိတ်သုံးလေးဒီပတ်လည်မရှိဘူးပေါ့ဗျာတုံညာ1နဲ့ထွက်တယ်2ပိတ်နဲ့ထွက်တယ်နော်အဲ့တုံညာ1နဲ့2ပိတ်နဲ့ထွက်လို့သူ့ရဲ့နောက်လည်းဗရိတ်နဲ့4တက်ခွန်ဒီလေသူကပတ်လည်းမရှိဘူးသူကဗရိတ်တက်ထိတ်ကိုတက်ခါနဲ့4တက်ခွန်ထွက်တယ်နော်ပရမကအဲ့လိုထွက်တာနဲ့ဒီမှာ2ပိတ်နဲ့ဗရိတ်တုံညာ1နဲ့ထွက်တယ်သူ့နောက်လည်း4တက်ခွန်ထွက်လို့သူပါဝင်4တက်ခွန်ကနေလို့1နဲ့2နဲ့3နဲ့လေးနဲ့မြောက်မှာ3-9တက်ထွက်တယ်ဒီကနန်းလေးပရိတ်3ကြောင့်3-9တက်လိုက်ထွက်တယ်ပေါ့အဲ့နဲ့တဲ့ပေါ့နော်ပရမကအဲ့တော့ဒုတိယကံမှာလည်းကျွန်တော်တို့ခွန်တက်3ပတ်လဲထွက်တာနဲ့သူပါဝင်1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့အဲ့တော့ခွန်နဲ့မြောက်မှာပရိတ်3လေးဒီတက်3ညာနဲ့ပတ်လဲမရှိဘူး2ပိတ်နဲ့ထွက်လို့အဲ့ဒီ2ပိတ်နဲ့တို့လို့သူ့ရဲ့နောက်နဲ့ပရိမတ်ပရမဏပြားတော့အတူနေတာပေါ့ဗျာခွန်တက်လေးဆိုတဲ့ကဏ္ဍဒီအဲ့တော့ဗရိတ်တက်ထိတ်ကိုတက်ခါနဲ့ပတ်လည်းမရှိတာနဲ့အဲ့ဒီမှာခွန်တက်လေးကြရတယ်ပေါ့အဲ့လိုဆိုတာနဲ့ဒီ2ပိတ်နဲ့ပရိတ်3ညာတက်နဲ့ကြခွန်တက်လေးကြတာနဲ့သူ့ရဲ့နောက်1နဲ့2နဲ့3နဲ့4နဲ့မှာဗရိတ်3ဒီ3-9တက်လေးလိုက်ထွက်နေတယ်ပေါ့နော်ပုံစံတူလေးပေါ့နောက်တစ်ခါဒုတိယအဲ့တော့3ခွန်တက်ပတ်လဲပရိတ်တက်တာနဲ့သူပါဝင်1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မြောက်မှာခုနကပရိတ်3လေး3ညာတက်နဲ့ပတ်လဲကို2ပိတ်နဲ့ပဲသူကထွက်တယ်အဲ့လိုတည်းဒီ2ပိတ်နဲ့3ညာတက်နဲ့ထွက်လို့သူ့ရဲ့နောက်2ပိတ်ပရိတ်နဲ့စီအဲ့တော့4တက်ခွန်ဆိုတဲ့ကဏ္ဍလေးဒီခုနလိုပဲဗရိတ်တက်မတိတ်ဘူးတက်လုံးတက်တော့တက်ခါနဲ့ပတ်လည်းမရှိဘူးထွက်ရောအဲ့ရနောက်1နဲ့2နဲ့3နဲ့4နဲ့မှာဒါ3-9တက်ဆိုတဲ့ကဏ္ဍကိုဒီ2ပိတ်ဗရိတ်3ညာတက်နဲ့ထွက်လို့3-9တက်ဆိုတဲ့ကဏ္ဍဗရမပြားလေးလိုလိုက်ထွက်အောင်မလားဒီလိုဆိုလိုတာပေါ့နော်ဒါကြထပ်ပြောမယ်ပြောနော်ပရမတော့အတူနေတာပေါ့နော်အဲ့လိုအတူနေတော့လည်းမူသနာယူဆချပြတာပေါ့နော်ဟုတ်ပြီထပ်ပြောမယ်ပင်ချာကိုက်ဟိုပါပေါ့နှစ်ချာကိုက်ပေါ့နော်ရရနေယူဆတယ်မှာခွန်တက်3တက်အဲ့က1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာ3ဆိုတဲ့ကဏ္ဍလေးပတ်လည်းမရှိဘူး3ညာ1နဲ့2ပိတ်ကလေးနဲ့ကြာတယ်အဲ့3ညာ1နဲ့2ပိတ်နဲ့ကြာတော့ဗရိတ်က3ပြီးတော့2ဆိုတဲ့ကဏ္ဍ4တက်ခွန်ဒီအဲ့သူ့ပေါ်ဗရိတ်တက်ထိတ်ကြတယ်နဲ့ဒီမှာအဲ့တက်ခါပတ်လည်းမရှိရဲ့တက်ခါပြည့်4တက်ခွန်ကြာခဲ့လို့အဲ့တော့3ညာ1နဲ့ဗရိတ်3ကြာ4တက်ခွန်ကြာတယ်နဲ့ဒီ3ကြောင့်4တက်ခွန်ကနေယူလိုက်မယ်ဒါကယူလိုက်ရတယ်သူ့ရဲ့နောက်1နဲ့2နဲ့3နဲ့4နဲ့မှာ3-9တက်ဗရိတ်3လေးတွေလိုက်ကြတယ်အဲ့လိုနော်ဒုတိယအဲ့တော့ဒီမှာ3ခွန်တက်အဲ့3ခွန်တက်ကနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မြောက်မှာသူ့တိုင်းပဲအဲ့တော့1-3ညာနဲ့2ပိတ်ကလေးနဲ့ဗရိတ်3ကြခဲ့လို့ဗရမ2ပြားတော့အတူနေတယ်မသူတို့နှလုံးကအဲ့လိုကြခဲ့တာလေသူ့ရဲ့နောက်တဲ့2ဆိုတဲ့ကဏ္ဍဒီဗရိတ်တက်ထိတ်ကိုတက်ခါနဲ့ပတ်လည်းမရှိတဲ့ခွန်တက်လေးကြခဲ့လို့အဲ့တော့1-3ညာနဲ့2ပိတ်နဲ့ကြခွန်တက်လေးတွေလည်းတက်ခါနဲ့ရောဒီ1-3ညာနဲ့ဗရိတ်3ကြောင့်အဲ့သူကလို့ခုနခွန်တက်လေးရည်ပဲ1နဲ့2နဲ့3နဲ့4နဲ့မှာ3-9တက်3လေးလိုက်2ပြားအတူရှိနေတယ်ယူဆထားတယ်ပေါ့အဲ့လိုဒုတိယတတိယကံမှာလည်းကျွန်တော်တို့3ခွန်တက်ပရိတ်တက်ကဒီမှာအဲ့ကနေ1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာအဲ့တော့1-3ညာနဲ့ကို3ညာ1နဲ့ဆိုတဲ့ကဏ္ဍပတ်လည်းမရှိတဲ့2ပိတ်ကလေးနဲ့ကြာခဲ့လို့
သူ့ရဲ့နောက်တဲ့ဗရိတ်နှစ်ဆိုတဲ့ကဏ္ဍဒီသုံးပြီးတော့နှစ်ဆိုတဲ့ကဏ္ဍဒီအဲ့တော့၄တက်ခွန်ဒီလေခုနလိုဗရိတ်တက်တော်ဒီမှာဒါပေမဲ့တက်ခါနဲ့သူက၄တက်ခွန်ကြခဲ့လို့အဲ့တော့သူ့ရဲ့နောက်တစ်နှစ်နဲ့3နဲ့4နဲ့မှာ3 9တက်ကြမှာလားဒါကိုရှင်းအောင်ကျွန်တော်ပြောခတ်ပြောလိုက်တာကျတော့ဒီမှာ3ခွန်တက်ကြတာနဲ့9နဲ့မြောက်မှာ3ည1နဲ့2ပိတ်နဲ့ကြတယ်အဲ့3ည1နဲ့3ကြတာနဲ့2ဆိုတဲ့ကဏ္ဍအဲ့တော့4တက်ခွန်ဒီတက်ခါနဲ့ကြတယ်အဲ့4တက်ခွန်ကြတာနဲ့3ည1နဲ့ဗရိတ်3ကြောက်4တက်ခွန်ဒီ1နဲ့3နဲ့4နဲ့မှာ3ဆိုတဲ့ကဏ္ဍလေး3 9တက်ရှိနေတယ်အဲ့လိုပေါ့နော်နောက်တစ်ခါ3ခွန်တက်ကလေးကြားခဲ့လို့သူပါဝင်1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာအဲ့ဒီ3ည1နဲ့4ကြားတယ်ပတ်လက်ဖြစ်2ပိတ်ကလေးနဲ့ကြားလို့အဲ့3ည1နဲ့3ကြားတယ်နဲ့2ဆိုတဲ့ကဏ္ဍခွန်တက်လေးတွေတက်ခါနဲ့ကြားခဲ့လို့အဲ့3ည1နဲ့3ကြောင့်ခွန်တက်လေးကနေ1နဲ့2နဲ့3နဲ့4နဲ့မှာ3တို့3 9တက်လေးအတူရှိနေတယ်အဲ့တော့ဒီမှာတတိယ3ခွန်တက်ပရိတက်ကြလို့သူပါဝင်1နဲ့2နဲ့3နဲ့4နဲ့5နဲ့6နဲ့9နဲ့မှာသူ့ရှိတိုင်းရပဲပတ်လည်းမရှိတဲ့3ည1နဲ့ဒီ2ပိတ်နဲ့ကြာခဲ့တဲ့အတွက်3ည1နဲ့3ကြာတာနဲ့2ဆိုတဲ့ကဏ္ဍလေး4တက်ခွန်ဒီလည်းတက်ခါနဲ့ကြာခဲ့လို့ဒီ3ည1နဲ့3ကြောင့်4တက်ခွန်ကြာတာနဲ့1နဲ့2နဲ့3နဲ့4နဲ့မှာအဲ့တော့သူကတော့3 9တက်ပေါ့ဗျာဒဲတွေသွားတာပေါ့သူကတော့အဲ့ဒါတော့ဟုတ်ကဲ့အဲ့ဒါလေးကိုလာပြောတာနော်အဲ့ဒီမွေးကနေလေးဒါတော့ပုံတန်တူကိုခေါ်တာပေါ့နော်ရိုးရှင်းလွယ်ရင်ကျွန်တော်ဒီကသွားတော့သူကတန်းလည်းဖြစ်တယ်အဲ့လိုတန်းနဲ့တော့နေမှာဟုတ်ဘူးပေါ့အဲ့ဒါကိုဒီ3လေးပေါ့နော်ဒါလေးသူကအဲ့လိုကြပြီးရင်ကျွန်တော်ဟိုပါပေါ့နောက်ကြရင်ပြပေးပါဦးမယ်နော်အဲ့လိုကြပြီးရင်ဟိုလိုက်ထွက်နိုင်တဲ့ကဏ္ဍလေးတွေပါလေးတွေလေဆိုတော့ရှိတာပဲသူ့နေရာနဲ့တူပါနော်အများစုပေါ့ဗျာဟုတ်ကဲ့အားလုံးမင်္ဂလာပါနော်